ဘဝမှာနေထိုင်နေတဲ့အချိန်မှာမိမိတို့ဘဝအယုတ်ဆိုးအကြီးတန်းအောင်လဲမိမိတို့ကိုယ်တိုင်လုပ်ကြတာဖြစ်သလိုမိမိတို့ဘဝလှပပြီးတော့တစ်ဆင့်နဲ့တစ်ဆင့်မြင့်ပြီးတော့တင့်တယ်တဲ့ဘဝရောက်အောင်လုပ်တယ်ဆိုတာလဲမိမိတို့ကိုယ်တိုင်ပဲဒါကြောင့်မို့ရထားတဲ့ဘဝကလေးတစ်ခုဟာအရာရာဟာကိုယ်ပေါ်မှာမူတည်နေတယ်ကိုယ်ပေါ်မှာမူတည်နေသည်ဖြစ်ဖြစ်မိမိတို့ဘဝကိုအလှဆင်ဖို့တာဝန်အရှိဆုံးဟာဘယ်သူလဲလို့မေးမယ်ဆိုရင်မိမိကိုယ်တိုင်သာလျှင်ဖြစ်ပါတယ်ကိုယ်စီဘဝလေးတွေမှာချိုးပန်းအထောက်ကြဖို့လိုတယ်ပေါ့လောကဆိုတာအခက်ခဲဆိုတာရှိတာကြည့်ပဲထိုအခက်ခဲမျိုးမျိုးကိုကျော်လွှားပြီးတော့သွားနိုင်တဲ့အခါကျမှတာယာဖြောင်ဖြူးတဲ့အနေအထားဆိုတာရောက်နိုင်မြတ်စွာဘုရားကိုယ်တော်တိုင်ပဲဘုရားဖြစ်ဖို့အတွက်အားလုံးဗုဒ္ဓဘာသာဝင်သူတော်စင်တွေသိကြတဲ့အတိုင်း6နှစ်ပတ်လုံးအလွန်ပင်ပန်းခဲရင်တဲ့အကျင့်တွေကိုကျင့်ပြီးတော့မှဘုရားဖြစ်ဖို့လမ်းစာကိုရှာလို့တွေ့တာလွယ်လွယ်ကူကူနဲ့နေပြီးတော့ထိုလမ်းစာကိုအလွယ်တကူနဲ့တွေ့ပြီးအလွယ်တကူဘုရားဖြစ်သွားတာမဟုတ်ဘူးတဲ့အဲ့ဒါကိုနမူနာယူပြီးတော့ကြည့်မယ်ဆိုရင်ကိုယ်ဘဝတိုးတက်ဖို့ရအတွက်ဘယ်သူ့ပေါ်မှာမူတည်တုံးလို့မေးရင်ကိုယ်ပေါ်မှာပဲမူတည်ပါတယ်ရာခိုင်နှုန်းပြည့်ကကိုယ်ပေါ်မှာမူတည်တယ်ဒါကြောင့်မို့လို့စာပေကျမ်းဂန်တွေမှာဆိုလို့ရှိတယ်ဥပရိတမတ္တမေဝဟိပရာယတ္တာဥပဒေတဆိုတာနီးညွန်ပြဆရာသမားကနီးညွန်ပြတယ်မိတ်ကောင်းဆွေကောင်းတွေကနီးညွန်ပြတယ်မိဘဆွေမျိုးသားချင်းတွေကလမ်းညွန်ပြတယ်နီးညွန်ပြတယ်အဲ့ဒီနီးလန်းညွန်ပြမှုသည်သာလင်သူတစ်ပါးနဲ့သူတစ်ပါးကိုမှီခိုရတာပါဆိုလိုတာကလုံနီးကင်နီးသိဖို့ရအတွက်တော့သူများစီကသင်ရမယ်သူများစီကရအောင်ယူရမယ်လို့ဒါပြောတာเนาะဒါကြောင့်မို့လို့လူဘဝရလာတယ်ဆိုလို့ရှိရင်ငယ်စဉ်တောင်ကြီးကလေးဘဝကနေပြီးတော့ဒီကနေ့ခေတ်မှာဆိုရင်လူဘဝရတာမကြခင်ပဲစာသင်ကျောင်းတွေပို့ကြရတယ်သွားကြရဒီကနေ့ခေတ်ကလေးတွေမှာဆိုလို့ရှိရင်လူဘဝရောက်ကြတဲ့ကသင်ကြရတာသူတို့ဘာဖြစ်လို့လူဘဝရောက်ကြတဲ့ကသင်ကြရတယ်လဲဆိုရင်ကိုယ်ဘဝမလှမပဖြစ်မှာဆိုဘဝမှာလှပပြီးအချောပြေအောင်အစဉ်ပြေအောင်ဘဝတစ်ခုအစဉ်ပြေပြေနဲ့ရှင်သန်နိုင်အောင်လို့ဆိုပြီးတော့ကလေးတွေလည်းကလေးတွေအလျောက်လူလက်ပိုင်းတွေလည်းလူလက်ပိုင်းတွေအလျောက်လူကြီးပိုင်းတွေကလည်းလူကြီးပိုင်းတွေအလျောက်ဘဝတစ်ခုမှာယက်တည်နိုင်ဖို့အတွက်ကြိုးပမ်းအားထုတ်နေကြတယ်မြန်မာနိုင်ငံနဲ့မကဘူးဘယ်နိုင်ငံပဲဖြစ်ဖြစ်ဒီကနေ့ခေတ်လူဘဝရလာတဲ့ပုဂ္ဂိုလ်တိုင်းဟာရုန်းကန်လှုပ်ရှားပြီးတော့မိမိတို့ဘဝယက်တည်ရေးလှပရေးအတွက်ကြိုးပမ်းအားထုတ်နေကြတယ်အဲ့ဒါလို့ကြိုးပမ်းအားထုတ်ကြမှာအောင်မြင်မှုဆိုတာရအဲ့ဒါလို့ကြိုးပမ်းအားထုတ်တဲ့အခါမှာမိမိရဲ့ကြီးကုန်သောမိဘတွေတို့ဆရာသမားတွေတို့ဆွေမျိုးသားချင်းတွေတို့မြင်ဆရာကြားဆရာဆိုတာလို့ပတ်ဝန်းကျင်ကမိတ်ဆွေသင်္ဃာတွေတို့ထိုပုဂ္ဂိုလ်တွေစီကစံနမူနာတွေသူတို့ရဲ့အကြံပေးချက်တွေဟောတဲ့လောက်ပဲရယူလို့ရတယ်ဒါကြောင့်မို့စာပေကျမ်းဂန်မှာဆိုထားတဲ့စကားလေးတစ်ခုကဥပရိတမတ္တနီလညွန်ပြယုံကလေးတက်တက်တာပရာယတ္တာသူတစ်ပါးနဲ့ပတ်သက်ပါတယ်တဲ့အညာတဗ္ဗတံပတ္တိတခြားအောင်မြင်မှုမှန်သမျှဟာအတ္တာဒိနမေဝကိုနဲ့သာသက်ဆိုင်တယ်ဟောခုပါကိုလောက်ရမယ်လို့ပြောတာနော်
ဒီစကားဟာဘလောက်လက်တွေ့ကြသလဲဆိုတာအလုံးအသိဘယ်ရာပဲဖြစ်ဖြစ်မိဘကပတ်စံတတ်နိုင်လို့ကလေးတွေကြောင်းကောင်းတွေဘလောက်ပဲပို့ဘလောက်ပဲထားသာသမီကိုယ်တိုင်ကမကြိုးစားဘူးဆိုလို့ရှိရင်အောင်မြင်မှုမရဘူးဆိုတာထင်ရှားလူကြီးပဲဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်အခြေအနေတွေကဘလောက်ပေးကောင်းတဲ့အခွင့်အလမ်းတွေဘလောက်ရှိကိုယ်တိုင်ကကြိုးပမ်းအားမထုတ်ဘူးဆိုလို့ရှိရင်အောင်မြင်မှုဟာအနည်းငယ်သာရှိနိုင်တယ်နောက်ဆုံးလုံးဝမအောင်မဲနဲ့ဘဝတစ်ခုလုံးကြာရှုံးသွားကြတာလည်းရှိတယ်ဘာဖြစ်လို့လူဘဝဆိုတာကမ္မဖလူပစီဝီတဲ့ကမ္မဖလဆိုတာကိုလုပ်တဲ့အလုပ်ပေါ်မှာကမ္မဖလူပစီဝီနတ်တွေဆိုတာကံတရားပေါ်မှာအမိပြုပြီးတော့တမွေးရလူဘဝဆိုတာကြတော့ကံတရားတစ်ခုတည်းကိုအမိပြုရတာမဟုတ်ဘူးတဲ့ဥဋ္ဌာဏဖလူပစီဝီတဲ့တက်ကြွနဲ့အမြဲတမ်းလုပ်နေဖို့လိုအပ်တယ်လို့ဆိုလူဘဝဟာကြိုးစားမှုလုံလဝီရိယကိုအခြေပြုပြီးတော့ယတ္တိရမှာဖြစ်တယ်ကံတရားပေါ်မှာတို့တွေကံအတိုင်းပဲလို့ဆိုပြီးတော့ကံကိုယုံပြီးတော့ကိုယ်ဘဝလုံးကိုအနှံထားရမှာလည်းမဟုတ်ဘူးနောက်တစ်ခုကဖန်ဆင်းရှင်ဆိုတာကိုယုံကြည်ပြီးတော့ဖန်ဆင်းရှင်ရဲ့ဆန္ဒအတိုင်းဖြစ်ရမယ်လို့ဆိုပြီးတော့ဖန်ဆင်းရှင်ကိုယုံကြည်ပြီးတော့လည်းအနှံထားရမှာမဟုတ်ဘူးယောက်ျားတကောင်လူရည်ချွန်ကဆိုတဲ့စကားလိုပဲလူရည်ချွန်ယောက်ျားဟာကောင်းကင်မှာရှိတဲ့ကြယ်တောင်မှအလိုရှိရင်ဆွတ်ယူနိုင်တယ်လို့ဆိုတာအာဘေးစကားပြောထားတဲ့စကားတွေလူတွေလုံးလို့ရှိရင်ရတယ်ဆိုတာဒီကနေ့အမတန်မှထင်ရှားတယ်ကြည့်လေပဂတိလူတွေရဲ့အနေအထားတစ်ခုကိုပဲကြည့်လိုက်ဘုန်းကြီးတို့လူသားတွေဆိုတာဟာကာယဗလအနေနဲ့လည်းပဲဆင်ကြီးနဲ့ရှင်ပြိုင်နိုင်စွမ်းမရှိပါဘူးဆင်ရဲ့ခွန်အားကိုလူသားတွေကမမီဘူးတရိစ္ဆာန်ဖြစ်တဲ့ဆင်တဲ့ခွန်အားဗလအရာမှာနှိမ့်ချနေတယ်လို့ဒီလိုပြောတာဒါတွေလားလို့ဆိုလို့ရှိရင်လင်းမြန်တဲ့အဟုန်နဲ့ပြောမဲ့ဆိုလို့ရှိရင်သမင်ကလေးတွေယုံကလေးတွေရဲ့လင်းမြန်မှုနှုံးကိုလူတွေကမှီအောင်မလိုက်နိုင်ပါဘူးသမင်ကလေးတွေယုံကလေးတွေနဲ့တိရစ္ဆာန်တွေနဲ့ရှင်ပြိုင်ပြီးတော့ပြေးမယ်ဆိုရင်လူပဲရှုံးမှာပါလူရဲ့စွမ်းအားဟာလည်းအဲ့ဒီဘက်မှာအာကုလောက်တာမဟုတ်ဘူးသိပြီးတော့ကဲရေထဲမှာငါးနဲ့ပြိုင်ပြီးတော့ရေကူးမယ်ဆိုရင်လည်းလူပဲရှုံးเสียရှိတယ်ကောင်းကင်မှာလည်းငှက်နဲ့ပြန်လို့ငှက်နဲ့ပြိုင်ပြီးတော့ပြန်နိုင်စွမ်းမရှိဘူးတရိစ္ဆာန်တွေရဲ့အခြေအနေနဲ့လူရဲ့အခြေအနေရှင်ပြိုင်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်တရိစ္ဆာန်တွေကသားနေတဲ့အချက်တွေမြောက်များစွာရှိတယ်ခွန်အားဗလအရာမှာဆင်ကြီးကသားတယ်လင်မြန်မှုနှုံးသားမှာဆိုလို့ရှိရင်သမင်နေအပြည့်တန်တဲ့တ attva တွေကကိုယ်တဲ့သားတယ်ကောင်းရင်ပြန်တဲ့နေရာမှာလည်းပဲငှက်တွေကကိုယ်တဲ့သားတယ်ရေထဲမှာရေကူးတဲ့နေရာမှာဆိုလို့ရှိရင်ငါးတွေကကိုယ်တဲ့သားဒါဖြင့်လူတွေကအသာရတာဘယ်နေရာတုန်းလို့ဆိုတော့အုံနောက်လို့တင်စားပြောရတဲ့အသိဉာဏ်ပဲအဲ့ဒါကြတော့ဘယ်တိရစ္ဆာန်ကမှလူကိုမိအောင်မလိုက်နိုင်ဒါကြောင့်မို့အုံနောက်ရဲ့စွမ်းရည်ဆိုအုံနောက်ဆိုတာဘာပြောတာတုန်းဆိုပညာကိုပြောလူတွေရဲ့တဏ္ဍာမှာရှိတဲ့အုံနောက်ပညာကိုအဓိကထားပြီးတော့ပြောရပေမဲ့လို့တခြားစွမ်းရည်တွေဘာတွေရှိသေးတုန်းဆိုရင်လူတွေမှာ wish လို့ဆိုတဲ့ဆန္ဒဒါလည်းစွမ်းရည်အမတန်ထက်တယ်နောက်တစ်ခုက effort လို့ခေါ်တဲ့ဝီရိယကလည်းတိရစ္ဆာန်တွေနဲ့ဆိုင်လူရဲ့ဝီရိယကအမတန်မှကြီးမားတယ်
နောက်တစ်ခုစိတ်စွမ်းရည်ကလည်းလူတွေကထက်မြက်တယ်တတိကောင်းတဲ့နေရာမှာလူကိုမရှင်ပြိုင်နိုင်ဘူးပေါ့နောက်တစ်ခုအထက်မြက်ဆုံးကဘာလို့ဆိုဝိမန္တာလို့ခေါ်တဲ့စူးစမ်းဆင်ခြင်တတ်တဲ့အသိဉာဏ်ပဲဒီကနေ့အုံနောက်လို့တင်စားပြီးတော့ပြောနေတဲ့ဒီအသိဉာဏ်ဘယ်တရိစ္ဆာန်မှမိအောင်မလိုက်နိုင်ဒါလူသားတွေရဲ့တာလွန်တဲ့အချက်ကိုယ်မှရှိတဲ့တာလွန်တဲ့အချက်တွေကိုသိထားသိမထားလို့ရှိရင်ကိုကအရာရာသိငဲနေတယ်လို့ထင်တယ်မဟုတ်ဘူးလူတွေမှာစွမ်းရည်တတ္တိတွေအများကြီးရှိတယ်ထိုစွမ်းရည်တတ္တိတွေကိုအသုံးပြုစွမ်းရည်တတ္တိတွေတိုးတက်လာအောင်လုပ်ဖို့ကိုတောင်းရှိတယ်ဒါကြောင့်မို့ဗမာစကားတွေထဲမှာလည်းရှိတယ်လေကြိုးစားကဖျားဖြစ်တယ်ဆိုတာဝီရိယကိုအားပေးတဲ့စကားတစ်ခုဘယ်ရာပဲဖြစ်ဖြစ်ဘလောက်ခက်ခဲတဲ့ရာဖြစ်ဖြစ်ကြိုးပမ်းအထောက်မှုဝီရိယဆိုတာလိုအပ်တယ်ဒါမို့လူတွေရဲ့တဏ္ဍာမှာရှိတဲ့စွမ်းရည်တတ္တိတွေစန္ဒတို့ဝီရိယတို့စိတ်ဓာတ်တို့ဝိမာန်တို့ဆိုတဲ့ဒီစွမ်းရည်တတ္တိတွေကအမတန်မှမြင့်မားသည့်အတွက်ကြောင့်ကိုယ့်ရဲ့အင်အားကြီးတဲ့ဆင်ကောင်ကြီးကိုလည်းထိန်းချုပ်နိုင်တယ်လူတွေကကြည့်စွမ်းရည်တတ္တိဟာလူတွေရဲ့စွမ်းရည်တတ္တိနဲ့အသိဉာဏ်နဲ့ထိန်းချုပ်တာရေထဲမှာလျင်မြန်စွာကူးခတ်နေတဲ့ငါးတွေကိုလည်းလူတွေကဖမ်းယူထိန်းချုပ်နိုင်တယ်ကောင်းကင်မှာပြန်နေတဲ့ငှက်တွေကိုလည်းပဲထိန်းချုပ်နိုင်တယ်အပြင်းမြန်လှတယ်ဆိုတဲ့တတ္တဝါတွေကိုလည်းပဲထိန်းချုပ်နိုင်တယ်ဆိုဟောဘာနဲ့လူတွေကအနိုင်ရနေတာတုံးလို့ဆိုလို့ရှိရင်ခုပြောခဲ့တဲ့အုံနောက်လို့ခေါ်တဲ့အသိဉာဏ်ထိုအသိဉာဏ်နဲ့ရှင်တွဲပြီးတော့ဖြစ်လာတဲ့ဆန္ဒတို့ဝိရိယတို့စိတ်ဓာတ်လို့ဆိုတဲ့ဒီစွမ်းအားတွေရှိလို့ဒါကလောကီကိစ္စကိုပြောတာအေးလောကရဲ့ချီးပွားရေးတွေလူတွေမလုံနိုင်တာဆိုတာမရှိဘူးလုံနိုင်တယ်အကုန်လုံးမဖြစ်သေးတာသာရှိတာမဖြစ်နိုင်တာမရှိဘူးဆိုတာလိုပဲဖြစ်နိုင်တယ်မဖြစ်နိုင်တာဆိုတာမရှိဘူး